哦，我有这位杨培让国营里脱皮呀，哪里？这个几条个国营里拦住了，哎，我变乱。国营抓把片，参过了片，内线的比较老嘛。哎，要到黑着急，啊，国营里的话参过了片，本来的内线送切比较老。没嘛几个那边，哦，要家去写家种表演不报。老马多，老马，那没嘛的你，看的要家属的路苗啊，都钱也别话他没付，没么让钱也表演过都乱的天路，我们说钱了呀的，怎么能上路？山路嘛刚到来，长途嘛娘那的说的喽，那些呢啊呀。个人个撇的路山路呀，太古道的话西的所言，撇的路山路没呀着不？看的这个啥？你牛那种个人里抓了，这个嘛叫人有比长呢，也是的，人有水文化，没来到第四年面路那嘛文化比，也是不免有这个假了，好，这个嘛的。哎呀，这关键没有的那个路皮大路，我别话呢，过年这个还是不，还有这种这个嘛的，过年这个还是好的，没有就为呢也有刚开才家的话这边，年春来讲过了，没嘛面年多高呢，或者我没嘛表的话，就第二个人没嘛的好吧，过年这个还是没有就为呢也有刚开才家多的。这个嘛，这个一直呀，这个我讲嘛的，第六号没听嘛不？我哩过年这个几个哈，不是干着别的个，为了也看着嘛。啊，保养水木接到呢，这个学用看过人耶。过年这个几个哩路有谁多？好的，我有就为啥走了才要人过年呢？五天呢，路上没马上陪没上，路忙上午不呀？过年里也讲得三年。好嘛，路有谁都知道的，有就为了天要路嘛小路的，好嘛，那变抓，过年来变抓要变哪比这个阿姨？哎，反正都俺过年来抓嘛哪有啦？哪怕到过年讲我没办的，他怕去路路，怕去路也没来到过年的，讲帮忙都怕都抢没单的，一个有就为了这抢戏的路看那着。你呢哈路来比哟，我到那个超市的创业机动，这玩意有的没年路线论述的，咱这走过来表来的过年这个节，我有的年没年路线，过年这个节谁没接论述的，咱这走有的年熬长不下去，我比较嘛路的不，长山莫把过年路表达没有，谁搞比变抓多的多，讲旁边有的为嘛路线呢？买把哈，你那个有的为看路家的给啥去？路来比用，喂，俺来路没？嘿嘿，我有就为那来，过年没啊？为那来劲，这个人有就为变，啊，没别不俺多少嘛。这个嘛，第二表那个有就为来参与过年到五天到没嘛到陪陪到项目的，再着嘛过年比，过年片也包片，那有就为变嘞，过年那个比嘞，他讲这样那这个，这样没谁会出现嘞，那有就为样不让过年嘞当出比呀不的，年年弄个好。文不如个就没有往谁呢？就那些你路都扒拉的，看你好整体整下吧的。就那天路家的你们要拿小的下到片的，继续路吧，这没弄了俺们没来那包。好的嘞，我再有那干你哪个？以前我有些门那边的说到的别在谈那个，那把我都有你。哎，种俺拿下的这个都面积扒的，咱村里扒的，毛牛扒的。为了看着出来不读书了，有些门没天天拉着不来着，一来就求表了，要家那没嘛，那么就不查家的水龙出来扒的。
ဟုတ်တယ်ကျုပ်ကစားရွှေလုံးဆိုလို့ယောက်ျားမှတ်တယ်သူကဘယ်ရွှေလုံးဟုတ်တော့သူတို့နဲ့စတွေ့တာကျုပ်နဲ့သူတို့နဲ့မျက်နှာချင်းဆိုင်မျက်နှာချင်းဆိုင်သူတို့ကလည်းခွန်းနေကျုပ်ကလှည့်ထားကျုပ်ဘက်ကကလေးတည်းလည်းခွန်းရှည်ကြီးအဲ့ဒီဘက်လှည့်ထားသူတို့ဆိုးနေတာလည်းကျုပ်မြင်ရတယ်ကျုပ်ဟောနေတာလည်းသူတို့မြင်ရနောက်ပိုင်းကျတော့သူတို့ကစီးနဲ့ဝါနဲ့လို့ကျုပ်ကအော်ခြင်းအော်တယ်ဘုန်းကြီးကျုပ်အော်လိုက်တော့ပိဋကတန်ကြီးနဲ့ဝေါကနေဘာမှလုံးဖြစ်ဘူးဟိုတီးတဲ့ကောင်တွေတောင်ခေါင်းမြောက်ခေါင်းဖြစ်ကုန်ရောအဲ့ဒါဆရာတော်ဖျားတဲ့အလုံးလုံးမဖြစ်လို့တဲ့ခွန်းတိမ်ပေးပါဆိုလို့ဖျားပွဲလုံးကြတဲ့လူချင်းဆိုတော့လေကျုပ်ကလည်းတိမ်ပေးပါတယ်နောက်အဲ့ဒီကက်နဲ့စိန်တို့ကြတော့ကျုပ်နဲ့ကက်နဲ့စိန်တို့နဲ့မသိဘူးတရားနာပိဋကယင်းလည်းမယင်းနှီးဘူးပေါ့လေအဲ့ဒါတရားနာပိဋကသူတို့ကပြတ်စခံရအောင်ရောပြစ်လိုက်တာတိုက်ပွဲခါတုံးဆိုတခါလေဒါမဲ့ဇက်ယုံအထက်လေးဟောမိကိုကြီးတွေလုံးတက်လာအဲ့ဒီတော့ကျုပ်ပြည့်သက်ကအဲ့ဒီကတက်ဒုံဆိုကျုပ်ပြည့်သက်ကနောက်လှည့်ပြီးဟာပြစ်တာပြီးရောကျုပ်ဟောမဖြစ်ဘူးဟောမဖြစ်မဲ့သူကျုပ်ကလည်းပါတယ်မနိုင်တဲ့ဇက်ကျုပ်မခင်းဘူးနိုင်တဲ့ဇက်ပဲခင်းတတ်ပြိဿကြီးလို့ကျုပ်လည်းနဲ့မောပါပြီလို့ဟိုဘက်ကတိုက်ပွဲလေးပါလေတူနားပြီးနားထောင်ကြအောင်လို့လားလို့ပြီးတော့မှဆက်ခေါ်တာပေါ့လို့ခမည်းတော်လည်းနားထောင်ရတာအရသာပြက်တယ်လို့ကျုပ်တန်ညောင်းလို့ကျုပ်ကရပ်ထားတယ်နားထောင်ပြီးတရားနာပြိဿအဲ့ဒီကအတန်နေလဲရပ်ရွကျုပ်ဒီစားထုတ်ကောက်ငူတာပြိဿဒီစားထုတ်ကောက်ငူတာကျုပ်ကလူပါပဲပြိဿဖုန်းကြီးပါပဲဘယ်ရောက်ကုန်လည်းမသိဘူးကျုပ်ကလည်းရောင်တယ်လူတွေကလည်းပြောကြတာကျုပ်စီလိုပေါင်းရှာပြောကျန်ဒီကံဆရာတော်လူထွက်သွားပါတဲ့မိမရပါတဲ့ဒါတွေကလည်းဘွက်ပေါက်လို့ပါတပြေလို့ဒီတဲ့ရေနံချောင်းကဆွမ်းအမတယောက်ကငွေ9သိန်းလောက်ချီးပါတဲ့ဟောဗျာကျုပ်9သိန်းပဲရှိမှာလို့ခင်ဗျားစကားဆန်းတယ်တခုခုတော့ကြားပြီးထင်တယ်ကျန်ဒီကံဆရာတော်တဲ့ရန်ကုန်ကဟိုသိန်း30လောက်ချမ်းသာတဲ့မိမနဲ့ထွက်ပြေးတယ်ဆိုလို့ဟိုတောက်တယ်ကျုပ်မှခန်းနေရတာပြောပါလေဒီထဲတရားနာပိဋကဟိုကျုပ်ဒီရန်ကုန်မြို့ပေါ်မှာကျုပ်ကအရှိပိုင်းဟောနေတယ်အနောက်ပိုင်းကရက်ွက်တီတော့ကျုပ်မသိလို့ပွဲတော်ဝဲကပြက်သွားတယ်လေဒုမင်းသမီးအတန်ကောင်းတာတော့မပြောနဲ့ဟေးတဲ့ငွေ1000ဝင်ငွေရှိတဲ့လူတယောက်ကလာဆက်တယ်ဒုမင်းသမီးကညင်းတယ်2000ဝင်ငွေရှိတဲ့လူလာဆက်တယ်ဒုမင်းသမီးကညင်းတာပဲကွာ9000ဝင်ငွေရှိတဲ့ပုဂ္ဂိုလ်တယောက်လာဆက်တော့ဒုမင်းသမီးစဉ်းစားတယ်ဟာဘယ်သူလုံးဟာကြံနေကံကွာတဲ့ကျုံလည်းအဲ့ဒီမင်းသမီးရှိတယ်ခါမှမသွားဘူးပါဒီလူတွေတောင်ပြောမြောက်ပြောလို့ဆိုမှဒါတွေလျှောက်ပြောလို့ပြီးမှမဟုတ်လို့ကန်ဆက်ကြအောင်ဆိုဘယ်နာတောင်ရောက်ကောင်းမှမသိဘူးအဲ့ဒီလိုတက်ဒုံးဆိုတော့ဟိုအုံးဆိုတဲ့အလုံးကြီးတစ်လုံးပြည့်ရတာမသက်သာဘူးဗျကျုပ်ကဒီကောင်တွေမိုးလင်းထိမပြည့်နိုင်ဘူးဆိုတာတွက်တယ်လေတွက်တာပေါ့အဲ့ဒီအလုံးကြီးတစ်လုံးကရှစ်ကြက်ကုန်တယ်ဒီကောင်တွေတညာလုံးပြည့်မွဲမယ်ဒါကြောင့်ဒီတိုက်ပွဲတညာလုံးမတိုက်နိုင်ဘူးဆိုပြီးသူတို့တိုက်ပွဲဆဲကိုကျုပ်ကရက်သူတို့လည်းညင်ရောပိဋကအဲ့ဒီကျုပ်ငိုချင်းကောင်းကိုရှုမဝတဲ့အခါမှာကောက်ဝင်လိုက်ဇာယုံတွေကလူတွေဟဲ့ကောင်တွေဖုံးကြီးငိုတာထွက်ပြေးလာကြတုဒ္ဒခေကညာမယကြေးလိုက်ပုံငါဟာနောက်မှတွေ့တဲ့လင်ငယ်လေးကိုအားရစေဖို့လင်ကြီးမပြပါပွေရအောင်ဟေးမသုတရဲ့နေရလေအောင်ဟာနေရလေအောင်ဟာကျုပ်ကောင်းငူလိုက်တာဇာယုံတဲ့လူတွေရောက်လာတိုးတာဟိုဘက်ကတိုးဒီဘက်ကတိုးနေဒီကောင်ငိုတာဇာလေးကြည့်ကြည့်လို့ပါငိုတာတော့မစကြည့်ခင်ကလေးဝတ်တော်ချတာမမြင်ဘူးတော့လေတော်ကြည့်နေတာလူသားတွေကခက်တယ်ဒါကြောင့်မမြင်ဘူးကြည့်ကြင်ကြတကိုတချို့ကလည်းငိုတာပါးကလေးကြည့်ကြင်တယ်ဆိုတော့အဲ့ဒီတုန်းကလူတွေလုံးလာတော့ကျုပ်ကလည်းဆက်ငိုတယ်ပြိဿတွေးချလို့ရှုလိုက်ပါအောင်မဲ့သူတာရဲ့လေဝါစုဆိုတာဟာဘယ်ဘုံဒုက္ခတိလုံးမေမောကြည်စံကွယ်ကျုပ်တကယ်သွားရမယ်တဲ့မဲ့သူတာရဲ့နှမလို့ငိုနေတုံးရှိသေးလား